Hello ခေပါဒီနေ့အိမ်မှာအမေကဘဲကလာဟင်းချက်ထားတာနဲ့ပဲဟင်းနဲ့တွဲဖက်စားလို့ရအောင်လို့အသားမြောင်ကြောက်လေးကိုထားကြော်စားဖြစ်ပါရဲ့ဒီနေ့ကလေငါချောက်ကိုမိသွေးမိဖို့နဲ့ဖုတ်ထားတဲ့အရသာအတိုင်းလေးပဲတကယ်ကိုမှစားလို့ကောင်းပါတယ်အချိန်ကုန်လဲတက်တာပြီးလူလဲမပင်ပန်းတာမို့လို့ပြန်လဲဝင်မြပေးချင်ပါရဲ့ပထမဦးစွာငါချောက်30သားကိုထမင်းချမ်းအနည်းငယ်နဲ့15မိနစ်လောက်ခဏစိမ်ထားပြီးလိုက်ပါတယ်ထမင်းနဲ့စိမ်ပြီးခြင်းဟာငါချောက်ကိုအငံတက်သားစေပါတယ်ခဏလောက်စိန်ထားပြီးပြီဆိုရင်တော့ငါ6ကို2ထပ်3ထပ်လောက်စီးပြီးလိုက်ပါမယ်ပြီးရင်တော့အရသာထည့်ပါမယ်အချိုမုံလက်ဖက်ရည်စွန်းနဲ့တစုံကွယ်နွင်းမုံအနှဲငယ်တို့ကိုထည့်ပြီးငါ6တဲ့အရသာဝင်အောင်လို့တေချာလေးနေပြီးလိုက်ပါတယ်စီဆူလာပြီဆိုတာနဲ့ငါ6ကိုစကြော်ပါမယ်ကြော်တဲ့နေရာမှာအရန်ကျက်တဲ့အနေအထားမဟုတ်ဘဲနဲ့ခက်ထက်ထက်အနေအထားလေးနဲ့ပဲကြော်ပြီးပါတယ်ပြီးရင်တော့တစ်ဖက်လှန်ပေးပါတယ်တစ်ဖက်လှန်ပေးပြီးပြီဆိုတော့ခဏနေငါ6လေးတွေကိုဆယ်လိုက်ပါမယ်ငါ6ကိုခဏလောက်အေးခံပေးပါမယ်နှွေးရုံအနေထားကိုင်နိုင်ရုံအနေထားလောက်ရောက်ပြီဆိုရင်ငါ6ကိုထုပေးလိုက်ပါတယ်ပြီးရင်တော့စီနဲ့နောက်တစ်ခါထပ်ကြော်မှာဖြစ်ပါတယ်ကြော်အောင်မကြော်ဘဲနဲ့ခက်ထက်ထက်အနေထားလေးပဲကြော်ပေးလိုက်ရင်ရပါပြီဒါဆိုရင်တော့ငါ6ကိုဖုတ်ထားတဲ့အရာသာတိုင်းအရန်ကိုမှစားလို့ကောင်းတဲ့ငါ6ကြော်လေးရပါပြီရှင်။ပါဇက်ပြက်ပြီးထမင်းစားမကောင်းတဲ့သူတွေစီပြန်ဟင်းတွေမစားချင်တဲ့သူတွေအတွက်ကတော့တကယ်ကိုမှထမင်းမိန်စေတဲ့ဟင်းနေရာတစ်ခွက်ပါ။ဗီဒီယိုအဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။